ဒီနှစ်ခွက်လုံးကိုမှ100ပဲပေးရပါတယ်ဆိုတော့တစ်ခွက်50ပေါ့နော်အရန်တန်ပါတယ် Hello guys welcome back ဒီနေ့ကတော့ Samyuk MRT station ကိုရောက်နေပါတယ်နာမည်ကြီးနေတဲ့အသီးဆိုင်ကိုတော့မှဖြစ်ပါတယ် Okay, let's go. အခုတလော TikTok ပေါ်မှာအရန်နာမည်ကြီးနေတဲ့ smoothie ဆိုင်လေးတစ်ဆိုင်ကိုဒီနေ့တော့ဖြစ်ခဲ့ပါတယ်ကဲခုတော့ဆိုင်ရောက်ပါပြီဆိုင်ကဒီမှာပါဆိုင်လေးပါဒီညနေပိုင်းလာလို့ရှင်တော့ပုံမိုက်တယ်အဲဆိုအခုကရာသီဥတုရမ်းပူတယ်ဆိုတော့နေခင်းမဲ့ဆိုရင်တော့ရမ်းပူမယ်ပေါ့နော်ဒီနာဒါပေမဲ့အပင်နေတော့ရှိရခါကျတော့နေရိပ်ဒီဖက်ပိုင်းတော့နေရိပ်မယ်ထင်တယ်ဘေးမှာညောင်းလေးရှိရပေါ့နော်ဒါဘယ်လိုခေါ်လဲချောင်းလားဘေးမှာချောင်းလေးရှိပါတယ်ဆိုတော့ရမ်းတာရပါရင်ညာပတ်ဝန်းကျင်ကလူလည်းတိတ်မရှုပ်ဘူးပေါ့နော်ရမ်းမိုက်တယ်ဆိုတော့ကျွန်တော်ကတော့အခု smoothie မှာထားပါတယ် okay ဒီမှာထားတယ်ရောက်ပါပြီဒါကတော့ strawberry yogurt smoothie ပါဒါကတော့ mango smoothie ပေါ့နော်ဒါပေါ်က topping လေးနေဆိုတော့ဒီနှစ်ခွက်လုံးကိုမှ100ပဲပေးရပါတယ်ဆိုတော့တစ်ခွက်50ပေါ့နော်ဆိုတော့အရန်တန်ပါတယ်ဒီဆိုင်ကတော့တကယ်တန်ပြီးတကယ် try ကြည့်တဲ့အထက်မှာပါတယ်ဗျ it was totally beyond my expectation ဘာလို့လဲဆိုတော့ကျွန်တော်တို့ smoothie မကြိုက်တဲ့လူတွေတောင်ဒီဆိုင်ကအရန်ကောင်းပါလားဆိုတဲ့ feeling မျိုးကိုခံစားရပါတယ်ဒီမှာမြင်ရတဲ့အတိုင်းပဲအပြင်ရောအတွင်းရောအသီးကိုနိုင်သုံးထားပါတယ်ကျွန်တော်တောက်ဖို့တည်း smoothie တွေကရေခဲများတာကြီးပဲပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာကျတော့ is literally opposite ပါဒီဆိုင်မှာသဘောကျဆုံးနောက်တစ်ချက်ကတကြားကိုများမသုံးထားပဲနဲ့အသီးရဲ့အချိုတက်ကိုသူ့ရဲ့ငကိုရှိရဲ့အရာသာအတိုင်းပေါ်လွင်အောင်လုပ်ထားတဲ့ချက်ကိုအရင်သဘောကျပါတယ်ဒီဆိုင်ကတော့ Samyuk မှာရှိတာပါ Samyuk MRT နဲ့ဆိုလို့ရှိရင်10မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်ချိန်ရရင်တော့ try ကြည့်လိုက်ကြအောင်နော်